ရားရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်လေမမပါရာအချင်းနှုတ်ကပတ်တော်ဝိညာဉ်နဲ့ချိန်ပြပြီးပေးပါတယ်အဲ့တော့ကျွန်တော်ဒီကလောက်စင်တော့ချင်းမှာစကားပြောရမယ်နေဖြစ်နေတဲ့ပုံဖြစ်တယ်။ Okay ဘာဖြစ်ဖြစ်ပြခင် linguistic ပြခင်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ပတ်သက်ပြီးခံယူကြရအောင်။ဒီခြေလာခဲ့တဲ့မြတ်ကပတ်တော်ကောင်းစီရှိပါတယ်။ပြောင်းမှခြင်းတရားကြောင့်နောက်ရှိန်ရင်းစေခြင်းကိုခံရတော်သူလို့ခေါ်တယ်။ those who are persecuted because of righteousness ဒီနောက်ကပတ်တော်အဖြစ်ကျွန်တော်တို့ကိုယေရှုခရစ်တော်ဟာမိမိကေတုတွင်နေတဲ့ဆိုရယာကိုခံယူဖို့ရဖြစ်ပါတယ်။တာမန်လူသားအနေနဲ့ကျွန်တော်စဉ်းစားလိုက်တဲ့အခါမှာဖြောင့်မတ်ခြင်းရှိတဲ့လူကိုကြတော့ရင်းစင်နှိစက်ခြင်းခံရမှာမဟုတ်ပါဘူးလူကချီးမွမ်းကြလိမ့်မယ်ချိန်နှစ်သက်ကြလိမ့်မယ်ဆိုတော့ထင်တတ်တယ်ဒါပေမဲ့လက်တွေ့အခြေအနေကြတော့ဖြောင့်မတ်ခြင်းတရားကြောင့်နောက်ရှက်ရင်းစင်ခြင်းခံရတတ်တယ်တဲ့အဲ့လိုခံရတဲ့လူဟာဘာပြောလဲဆိုလို့ရှိရင်မင်္ဂလာရှိတယ်လူစကားဟာဘယ်လိုစဉ်းစားလဲဆိုလို့ရှိရင်ဒါတော့ဖြောင်းမှန်နေတာမကောင်းတဲ့ဘာမှမလုပ်ဘူးလူစကားကိုလည်းပဲဘာမှပြဿနာမလုပ်ပါဘူးနောက်လာထီလို့ရှိရင်တော့ခံမှာမဟုတ်ဘူးဆိုတော့တုံ့ပြန်တယ်ဒါလူတဘာဝဒါပေမဲ့နောက်ကပတ်တော်တော့ဒီတိုင်းမပြောပါဘူးပေါ်ပြတယ်စီကျွန်တော်ကဖတ်ကြားသွားတဲ့ကျမ်းစာမှာပါပါတယ်ဖြောင့်မတ်ခြင်းတရားကြောင့်နောက်ဆက်ရင်းစင်ခြင်းကိုခံရတော်သူသည်မင်္ဂလာရှိသည်အဲ့တော့မတရားတဲ့ပြင်ဘာမှမိမိဟာအမှားမရှိဘဲနဲ့လူတကာမိမိကိုညှဉ်းပန်းနှိစက်တဲ့အခါကျတော့မှအဲ့ဒါတော့မတရားဘူးလို့လူတွေကမှတ်တယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဟာမင်္ဂလာရှိတယ်လို့ဟာကောင်းတယ်ခံနိုင်လားဒါပေမဲ့ဘုရားရှင်နောက်ကပတ်တော်ဟာသိချတယ်အကြောင်းမူကားတဲ့အကြောင်းမူကားဆိုရအဖြေကိုပေးရဖြစ်ပါတယ်ကောင်းကင်နိုင်ငံကိုပိုင်ဆိုင်နိုင်ဖို့ရာအပိုင်စီးနိုင်ဖို့ရာဟာဖြောင့်မတ်ခြင်းတရားကြောင့်မိမိသည်အမှားမရှိဘဲနဲ့ဖြောင့်မှန်နောက်ကပတ်တော်တိုင်းအသက်ရှင်နေလို့ရှိရင် qualify ဖြစ်ပြီအဲ့ဒါညီမနဲ့စက်ခြင်းခံရမှာညီမနဲ့စက်ခြင်းမခံရလို့ရှိရင်တော့ qualify မဖြစ်သေးဘူးအဲ့ဒီအသေးပဲညီမနဲ့စက်ခြင်းခံရပြီးမင်္ဂလာရှိတယ်ဒါကြောင့်ဘာကြောင့်မင်္ဂလာရှိလဲဆိုရင်အဲ့ဒါကောင်းကင်နိုင်ငံတွေထို့သူတွေကောင်းကင်နိုင်ငံဝင်စားနိုင်ဖို့ပိုင်ဆိုင်နိုင်ဖို့ဟုတ်လားအပိုင်စီးနိုင်ဖို့ဘာဖြစ်လဲဆိုလို့ရှိရင်ဖြောင့်မတ်ခြင်းတရားနဲ့ယက်တည်ရမယ်အသက်ရှင်ရမယ်အဲ့ဒီအချိန်မှာလူတကာဟာမိမိကိုညှဉ်းပန်းခြင်းနှိစက်ခြင်းလာလုပ်နေတယ်အဲ့ဒီအခါကျတော့မှမင်္ဂလာရှိတယ်လေမိမိဖြောင့်မတ်တယ်ဆိုတော့နေပေမဲ့လည်းလူတကာမိမိကိုလာရောက်ပြီးတော့ညှဉ်းပန်းနှိစက်ခြင်းမရှိလို့ရှိရင်တော့ qualify မဖြစ်သေးဘူးပေါ့ဒါဆိုရင် qualify ဖြစ်ခြင်းလေဆိုရင်တော့ညှဉ်းပန်းနှိစက်ခြင်းကိုသိကြခံရမယ်ညှဉ်းပန်းနှိစက်ခြင်းမမှန်ဘဲနဲ့ဟုတ်လားအပိတကတင်ပြီးဟဲ့ဆိုလို့ရှိရင်မိမိကဖြောင့်မတ်ခြင်းတရားနဲ့ယက်တည်တယ်အဲ့ဒါကအပိတကတင်ပြီးတော့မမှန်ဘဲနဲ့အပိတကတင်ကြတဲ့အခါတင်လို့ဒီမင်္ဂလာရှိတယ်အဲ့မှာအဲ့လိုမင်္ဂလာရှိပြီဆိုတဲ့အတွက်ကြောင့်ဘာလို့မင်္ဂလာရှိလို့လူဟာဝမ်းမြောက်ရဒါကြောင့်
ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြတော့အကြောင်းမူကားကောင်းကင်ဘုံ၌တင်တို့ဤအကျိုးကြည်လာဆိုတာကကောင်းကင်ဘုံမှာအကျိုးကြီးတယ်ကောင်းကင်ဘုံကိုရောက်ဖို့ရအတွက်ကောင်းကင်ဘုံရဲ့ဂုဏ်ကျေးဇူးတော်ကိုခံစားနိုင်ဖို့ရအတွက်ဖြစ်တယ်တဲ့အဲဒါကြောင့်လို့ဘာလို့လဲဆိုတာဝမ်းမြောက်ရွှင်မြူးခြင်းရှိကြတော့ဒီမှာနှစ်သက်ခြင်းခံရတဲ့အခါမှာဝမ်းမြောက်ရွှင်မြူးနိုင်တယ်ဆိုတာတော်တိုင်းမဖြစ်နိုင်ဘူးနော်ဒါပေမဲ့ခရစ်တော်ရဲ့အမြင်နဲ့ဆိုဘုရားအမြင်ဆိုရင်ဖြောင်းမှတ်ရင်လူတွေချင်းမြောက်မြင့်နေလို့လူတွေထင်တယ်နဲ့မထင်နဲ့ဖြောင်းမှတ်ခြင်းတရားနဲ့ယက်တည်ပြီးတော့ခရစ်တော်ရဲ့နှုတ်ကပတ်တော်နဲ့ယက်တည်တဲ့အခါမှာလူတကာဇာတိပဂတိလူတွေကမိမိကိုဆန့်ကျင်လိမ့်မယ်ကန့်ကွက်လိမ့်မယ်မပန်ပဲနဲ့ပြစ်တကတင်လိမ့်မယ်အဲ့ဒီခါကျတော့မင်္ဂလာရှိပြီမင်္ဂလာရှိပြီဖြစ်တဲ့အတွက်ကြောင့်ဝမ်းမြောက်ရှင်မြူးခြင်းရှိကြတော့ဝမ်းမြောက်ရှင်မြူးခြင်းရှိတယ်ဆိုတာဟာရလတ်ဟာလားအကောင်းရလို့ဘာလို့ဆိုရင်အကျိုးကျေးဇူးရရှိပြီဆိုတဲ့အခါကျတော့မှဝမ်းမြောက်ရတယ်ဘာအကျိုးရလဲကောင်းကင်ဘုံကအကျိုးကျေးဇူးရရှိတယ်အဲ့ဒါကိုမှတ်ပေးတာဖြစ်ပါတယ်ဒါကြောင့်လူဟာဒီရှင်မာတဲ့အခန်းကြီး9အငယ်6ပြမှာလူပြန်ပြောလဲဆိုတဲ့အခါကျတော့ဖြောင်းမခြင်းပါရမီကိုစံငိုက်ဖြစ်မတော်သူတို့ဒီမင်္ဂလာရှိ၏ဖြောင်းမခြင်းတရားကိုစံငိုက်ရမယ်။သမင်းစားပါလေဆိုတော့လားစားခြင်းနဲ့စိတ်ရှိတယ်လို့ဖြောင်းမခြင်းတရား၌ရှောက်လန်းခြင်းနဲ့ဆိုရဟာကိုစံငိုက်တဲ့ပေါ်ရှိရမယ်။အဲ့လိုရှိတဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်သူတို့တွေဝါပြောခြင်းတို့ရောက်ကြတာဝါပြောခြင်းတို့ရောက်ကြမယ်အကြောင်းမူကားဆိုတာဟာအဖြေပေါ့လေဒါအဖြေပဲဖြောင်းမခြင်းတရားကိုမဆန်ငတ်ဘူးဆိုလို့ရှိရင်တော့စားခြင်းလားမစားဘူးတာမန်အဖြစ်ကျွန်တော်ပြောလို့ရှိရင်တော့မိမိသားသမီးတွေကိုမြန်မြန်ကြီးစေခြင်းပဲအဲကြောင့်မလို့စားကောင်းတောက်ကောင်းလားကောင်းမှုကိုကြွေးခြင်းမစားဘူးဆိုတော့ပါဇက်ပိတ်ပြီးတော့ဘယ်တော့ကြွေးမစားဘူးဆိုတဲ့ခါကျတော့အကြည့်မြန်မလားမမြန်ဘူးအဲ့ဒီတော့ပေါ့ဒါကြောင့်ဘုရားသခင်ဟာနှုတ်ကပတ်တော်တရားဖြောင့်မခြင်းတရားကိုအဲ့ဒီဖြောင့်မခြင်းတရားအားဖြင့်အဲ့ဒါနှုတ်ကပတ်တော်ကိုသုံးဆောင်ပြီးတော့ကြည်ပြင်းလာဖို့ဘုရားရဲ့အလိုတော်အတိုင်းကြည်ပြင်းလာဖို့အလိုတော်ရှိတယ်ဒါပေမဲ့အဲ့ဒါကိုမဆာငတ်ဘူးမစားဘူးဆိုလို့ရှိရင်တော့မကြည်ပြင်းလာဘူးပေါ့ဒါကြောင့်ဆာငတ်ဖို့ရအရေးကြီးတယ်အာဟာရအကောင်းဆုံးအစာဟာနှုတ်ကပတ်တော်ဖြစ်တယ်တကယ်ရုပ်ခတ်တော်ဟာငါရဲ့အစာပြီးခမင်းတော်ဘုရားရဲ့အလိုတော်အတိုင်းအမှုတော်ဆောင်ခြင်းဖြစ်တယ်ဆိုတော့ဖော်ပြတယ်ဒါကြောင့်ကျွန်တော်တို့ဟာနှုတ်ကပတ်တော်ကိုဆာငတ်တဲ့အပေါ်ရှိကိုရှိရမယ်မရှိသေးတဲ့ကာလပတ်လုံးကျွန်တော်တို့ကြီးထွားလာဖို့ရအတွက်နှုတ်ကပတ်တော်တဲ့၌ဘုရားရဲ့လိုတော်လည်းကြီးထွားဖို့ရမဖြစ်နိုင်တဲ့အကြောင်းနားလည်ရတယ်ကဲဒါဆိုတော့ကျွန်တော်တို့ဟာဖြောင့်မခြင်းတရားဆိုရကြတော့ဘယ်သူစီမှာဖြောင့်မခြင်းတရားရှိမလဲဖြောင့်မခြင်းတရားပြင်မှာလဲလူချင်းတဲ့ရှားခြင်းတဲ့ဆိုတဲ့ခါကျတော့တာမန်အဖြစ်ကျွန်တော်ပြောပေါ်ပြမယ်ဆိုလို့ရှိရင်တော့လူကြီးလူကောင်းတွေပေါ့ဟုတ်လားပြီးတော့မှယနေ့ခေတ်မှာဆိုရင်ဓမ္မမို့တော်ဆောင်တွေတင်းဆရာတွေဟုတ်လားတင်းထောက်တွေပေါ့သူတို့ဟာဖြောင့်မတ်မယ်ကျွန်တော်တို့တာမန်တင်းသားတွေမဖြောင့်မတ်ပါဘူးဆိုပြီးတော့ထင်ကောင်းထင်တတ်တယ်ဒါပေမဲ့မဟုတ်ဘူးလေဘာလို့လဲဆိုတဲ့အခါကျတော့အရင်ခေတ်တုန်းကဆိုလို့ရှိရင်ဘာလို့လဲပါရရှေတို့ကျမ်းပြုဆရာတို့ပြောတာပါရရှေဆိုတဲ့ကဣတိလလူမျိုးများထဲမှာဘာသာရေးကောင်းဆောင်ဘုရားရဲ့နှုတ်ကပတ်တော်ကိုအရှိတိုင်းဟုတ်လားဖွင့်ပြပြီးတော့ဘုရားရဲ့နှုတ်တော်ထွက်စကားကိုဖွင့်ပြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါကြောင့်တို့ဟာအကောင်းဆုံးဖြောင့်မတ်ခြင်းတရားကိုလက်လျှောက်နိုင်တဲ့သူဖြစ်မှာပဲဆိုပြီးတော့ထင်တတ်တယ်ဒါပေမဲ့အထင်နဲ့ဟုတ်လားလက်တွေ့ကြတော့စံကြေပဲဖြစ်တတ်တယ်အဲ့တော့သခင်ယေရှုခရစ်တော်ဟာဒီလောကသို့
ရောက်ရှိလာတယ်အပြုပညာမာရိရဲ့ဝန္ဒနာပဋိသေယူပြီးတော့ဝေဖွာလာခဲ့တယ်ပြီးတော့လောကထဲမှာရောက်နေစဉ်အခါမှာတခင်ယေရှုလောကထဲကိုမရောက်သေးတဲ့တတိယပြီးတော့နှစ်ပေါင်းထောင်နဲ့ချီပြီးတော့တခင်ယေရှုခရစ်တော်ကြွဆင်းလာမယ်ဆိုတဲ့အကြောင်းသိပြီးဒီတမန်ကျမ်းစာကိုမလားဣကေလာလူမျိုးများအကုန်လုံးသိထားပြီအဲကြောင့်ဒီတမဟောင်းကျမ်းအကုန်လုံးကိုသူတို့စီမရှိပြီးသားတခင်ယေရှုခရစ်တော်ကြွဆင်းလာမယ်ဆိုတာသိပြီးသားဒါပေမဲ့တရားကိုကြတော့ဒါတရားဖြစ်ပါလေဆိုတော့အဲ့ဒီကျွတ်လို့ခေါ်တဲ့ငါ့အောက်ဘာဝိကတွေပြောမလားဖြောပြောက်ရကြမလားဘုပြရကြတောလေရကြမလားပြောတော့ပါရှိတယ်လေတရားဟောရကြဒီအရာအလုံးကိုသူတို့ရဲ့အရာတွေပေးတဲ့တရားတော်အနေနဲ့သူတို့သုံးပြီးတာရှိပြီးတာဒါပေမဲ့အဲ့ဒါကိုဟောပြောတည်တည်ခံပြီးတော့လက်တွေ့လုံဆောင်ရမယ့်ပုံကိုယ်တွေဖြစ်တယ်ဘယ်လိုတွေလဲဟာရရှေးတွေကျမ်းပြုဆရာကြီးတွေဖြစ်တယ်ဒါပေမဲ့သူတို့ဟာဘာလို့လဲဆိုရင်တခင်ယေရှုခရစ်တော်အမှန်တကယ်လောကကိုကြွဆင်းလာတဲ့အခါမှာသူတို့ဟောပြောနေတဲ့အရာသူတို့ကြင်ကြံနေတဲ့အရာတွေကမဟုတ်သေးဘူးဘာလို့မဟုတ်လဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ဆန့်ကျင်တဲ့ဖြစ်နေကြတာမိမိ idea တွေထည့်ပြီးတော့ခေါ်ဆောင်သွားတဲ့အခါကျတော့အမှားမှားအယွင်းဖြစ်တယ်အဲကြောင့်သူတို့ကိုဆုံးမတဲ့အရာဖြစ်တယ်အဲ့ဒီခါကျတော့ပါရရှိတို့ကျမ်းပြုဆရာတို့ကိုတခင်ယေရှုခရစ်တော်ဟာဆုံးမလာတဲ့အခါကျတော့တခင်ယေရှုခရစ်တော်ကိုကြိုက်လာမကြိုက်ကြဘူးဘာလို့လဲမကြိုက်ကြဘူးအဲ့ဒီခါကျတော့သူတို့ကိုဘယ်လိုဆုံးမလဲဆိုရှင်တခင်ယေရှုခရစ်တော်ဟာတင်တို့ဒီတဲ့ထုံးပြုတော့ထားတော့တင်ကြိုင်နေတူကြပြီဆိုပြီးတော့ဆုံးမလာမခံနိုင်တော့ကဲနောက်ဆုံးကျတော့ဘယ်လိုလဲဆိုလို့ရှိရင်မာထက်အခန်းကြီး9အငယ်30ထဲမှာသူတို့ဒီကောင်းကင်နိုင်ငံတော်၌ကြီးတော်သူဖြစ်လိမ့်မည်ရှင်တို့ကျင့်တော်အကျင့်သည်ပါရရှေတို့နဲ့ကျမ်းပြုဆရာတို့ဤတို့ကျင့်တော်အကျင့်ထက်မလိုမသာလျင်တင်တို့ဒီကောင်းကင်နိုင်ငံတော်တို့မဝေရကြဖို့ငါအမှန်ဆို၏ဒီမှာဖြစ်ပဲပါရရှေတို့ကျမ်းပြုဆရာကြီးတို့ဟာဘာသာရေးခေါင်းဆောင်ကြီးတွေဟာကျမ်းသက်ပုဂ္ဂိုလ်တွေဖြစ်တယ်ဖြောင့်မတ်တဲ့သူဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်သူတို့ရဲ့တားခဲ့တာလည်းပဲပေမှာရောက်နေဆိုကောင်းကင်နိုင်ငံဝင်စားမယ့်သူကသူတို့ဖြစ်လိမ့်မယ်လို့လူတွေယုံကြတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဟာဘာပြောလဲဆိုရင်ပါရရှေတဲ့ကျမ်းပြုဆရာတို့ကျင့်သည့်အကျင့်ထက်မလွန်မသာလို့ရှိတယ်မသာလို့ရှိရင်မလွန်မသာရင်ကောင်းကင်နိုင်ငံအမှန်တကယ်မဝေရကြဝေရကြလိမ့်မည်မဟုတ်လို့တော့မပြောဘူးမဝေအမှန်တကယ်မဝေရကြဒါဆိုဘာကွာလဲသူတို့ဒါတခင်ယေရှုခရစ်တော်ဘယ်လိုဆိုကိုပေါ်ပြနေတာပြီးတော့တောင်ပေါ်ဒေသနာဆိုပြီးတော့တောင်ပေါ်မှာတခင်ယေရှုခရစ်တော်ဟောပြောတဲ့ခံနေတဲ့ချိန်မှာလူထောင်နဲ့ချီပြီးတော့နာထောင်ပေါင်းမြောက်များစွာနဲ့ပြီးတော့နာခံတရားနာနေကြတယ်အဲ့ဒီချိန်မှာဒီစကားပေါ်ပြတခင်ယေရှုခရစ်တော်အဲဆိုမိတို့ယုံကြည်ခြင်းဆိုတာအဲ့ဒီပါရရှင်းနဲ့ကျမ်းပြုဆရာသူမရှိတဲ့ယုံကြည်ခြင်းလောက်နဲ့တော့အလုံးမဖြစ်ဘူးနော်အဲ့အာမန်စကားနဲ့ပြောစရင်တော့အလုံးမဖြစ်ဘူးသူထက်မတာမလို့ရင်ကောင်းကင်နိုင်ငံမဝင်ရဘူးမင်းတို့သူတို့စီရတယ်ဒီမှာပဲပညာသင်ယူတယ်မလားနှုတ်ပတ်တော်ကိုနာခံယူတယ်ဆိုတာမဟုတ်သေးဘူးသူတို့ကိုယ်တိုင်လည်းပဲကောင်းကင်နိုင်ငံမဝင်လို့ရှိရင်တော့သူတို့သင်ပေးတဲ့တပည့်တော်တို့ဝင်နိုင်လားမရဘူးမပြောလိမ့်နဲ့အဲ့ဒီအတိတ်ပဲအဲ့ဒါကြောင့်မလို့ဘာလဲဆိုရင်သူတို့ဟာမင်းတို့ဟာကောင်းကင်နိုင်ငံဝင်စားခြင်းနဲ့ဆိုလို့ရှိရင်ဝင်ခြင်းနဲ့ဆိုလို့ရှိရင်ဟုတ်ပြီပါရရှင်းနဲ့ကျမ်းပြုဆရာတို့ထက်ယုံကြည်ခြင်းနဲ့တာရမယ်ဒါဆိုဘာကွာလဲသူတို့ရဲ့ပွားကြချက်ပါလဲပါရရှင်းတို့ဟာဒီလောက်ဘာသာရေးကောင်းဆောင်ကြီးကျယ်ခံရတဲ့ဘာသာရေးကောင်းဆောင်ဖြစ်တယ်ဒါပေမဲ့ဘာလို့မရောက်နိုင်ဒီမှာအချုပ်ရှိတယ်
တော်နာလေးပေါ်ဟာရရှိတို့ကျမ်းပြုဆရာတို့ဟာပါဠိကောင်းဆောင်ဖြစ်တယ်မောရှိပေးကနေပြီးတော့ဘုရားခင်ပေးတဲ့ပညာတရားကိုအကုန်လုံးနဲ့လိုက်လျှောက်တဲ့သူဖြစ်ပေမဲ့လည်းပဲသခင်ယေရှုခရစ်တော်ဟာပညာတရားကိုပေးတဲ့သူဖြစ်တယ်သူကိုယ်တိုင်ပေးတဲ့ပညာတရားရဲ့အရှင်သခင်ဖြစ်တယ်ဒါမဲ့ပညာတရားကိုကြတော့ဖာရရှိတို့ကျမ်းပြုဆရာတို့နာခံလက်လျှောက်တယ်ဆိုပေမဲ့လည်းပဲပညာတရားပေးတဲ့သခင်ယေရှုခရစ်တော်ကိုသူတို့လက်မခံအဲ့ဒါတက်တယ်ဒါကြောင့်သူတို့လက်မခံတဲ့အတွက်ကြောင့်လို့သူတို့ထက်ကျမ်းပြုဆရာတို့ထက်တာဖို့ရဟာပါလို့လဲဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ကိုမေရှိယဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဒီအပြစ်သားများအားလုံးကိုကယ်တင်ဖို့ရအတွက်ဒီလောကသို့တွတ်ဆင်းလာတဲ့ကယ်တင်ပိုင်ရှင်သခင်ဖြစ်ပါတယ်ဆိုပြီးတော့ယုံကြည်ရတယ်။ဒီနေ့တိုင်အောင်ဣတိလလူမျိုးများ Jewish တို့ဘယ်လိုပါပြဿနာဖြစ်နေလဲဆိုတာကြတော့ဘုရားသခင်ကိုယုံကြည်တယ်။ဒါပေမဲ့ယေရှုခရစ်တော်ကိုမေရှိယဖြစ်ပါတယ်ကယ်တင်ပိုင်ရှင်ဖြစ်တယ်ဆိုပြီးတော့သူတို့လက်ခံတယ်။အဲ့ဒါပြဿနာ။ဒါကြောင့်သခင်ယေရှုခရစ်တော်ကိုကျမတို့ဟာဘုရားသားတော်ဖြစ်ပါတယ်မိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ပါတယ်မိမိအသက်သခင်ဖြစ်ပါတယ်ဆိုတော့ယုံကြည်လက်ခံပြီးဆိုကြရကြတော့ဖာရရှေတို့နဲ့ကျမ်းပြုဆရာတို့၌ရှိတဲ့ယုံကြည်ခြင်းနဲ့မတော်လားပါပါပြီကောင်းကင်နိုင်ငံဝင်ဖို့ရအတွက်ကျွန်တော်ဟာ qualify ဖြစ်ပါပြီဒါဟောချက်ချက်ဒါကြောင့်ဒီနေ့ကျွန်တော်ဟာဘေးလူပါပဲပြောတခင်ယေရှုခရစ်တော်သားလေဖြောင့်မတ်ခြင်းတရားဖြစ်တယ် Jesus is righteous လာခရစ်တော်သားလေဖြောင့်မတ်ခြင်းတရားဖြစ်တယ်ခရစ်တော်နောက်လိုက်ပြီးဆိုတဲ့အခါကျတော့လူတွေဟာဝမ်းမြောက်ကြလိမ့်မယ်လို့မမျှော်လင့်နဲ့ဘာဖြစ်လဲညှဉ်းပန်းနေစေခြင်းခံရလိမ့်မယ်မမှန်မကန်ဘဲနဲ့ပါလဲအပြစ်တကတင်ကြလိမ့်မယ်ဒါမဲ့မစိုးရင်ဝမ်းမြောက်ချွေးခြင်းရှိကြတော့တင်တို့ဤအကျိုးတွေပါလဲကောင်းတယ်ပုံနဲ့ကြီးလာဆိုတာအဲ့ဒါဟာကျွန်တော်တို့ရရှိခံစားရမယ်ဟာဖြစ်တယ်ဒါဆိုရင်ဒီမှာအဲ့ဒါကောင်းကင်နိုင်ငံနဲ့ကျွန်တော်တို့ဒီဖြောင့်မတ်ခြင်းတရားဘယ်လိုဆက်ဆက်တယ်လဲဆိုတဲ့အခါကျတော့သခင်ယေရှုခရစ်တော်ဒီငါဒီပါလဲကမ္မတရားဖြစ်ဟုတ်လားငါဒီအသက်လည်းဖြစ်ငါဒီပါလဲလမ်းကြီးဖြစ်ပြီးငါ့ကိုမြင်ပြုတော်မြင်သူများခမောတာခမဲတော်ထံသို့မရောက်ရကြည်လားအဲကြောင့်ငါဒီတမန်တရားဖြစ်ဆိုတဲ့အတိတ်ကတမန်တရားဒီဖြောင့်မတ်ခြင်းတရားကိုပြောတာ righteousness the truth and righteousness is the same အဲ့ဒီအတိတ်ကဒါကြောင့်မဖြောင့်မတ်တဲ့သူဟာသူကဖြောင့်မတ်ပြီလို့ပြောလို့ရမလားတောင်းတမန်ဒါကြောင့် the truth အဲ့ဒါဖြစ်တယ်ဒါဆိုတခင်ယေရှုခရစ်တော်ဟာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှင်းစွာရှာကြလို့နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တန်ဆိုပြီးတော့ရှီမာတဲ့ခန်းကြီး6အငယ်33မှာမဖော်ပြလားဒါဆိုရင်ကျွန်တော်တို့လူချင်းတဲ့အရာဟာဘာလူချင်းလဲကျွန်တော်တို့လောကီသားများဟာလောကမှာနေထိုင်တဲ့အချိန်မှာဘာလိုအပ်တယ်လဲစာဝတ်နေရင်လိုလားရွှေငွေရတနာမလူချင်းလားလူချင်းတယ်အဲ့ဒါထိုအရာများဟုတ်ပါတယ်အမှန်ဆိုလို့ချင်းထိုအရာများဆိုတာဖြောင့်မတ်ခြင်းတရားနဲ့ဒီမှာဖတ်ကြအောင်ဘုရားသခင်၏နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှင်းဖို့စွာရှာကြတော့နောက်မှထိုရများထပ်၍ပေးလို့မလို့တာဟာအဲကြောင့်အရေးကြီးဆုံးအရာဟာရွှေငွေရတနာစောင့်ဝတ်နေရဲ့အင်ကြောင့်အကုန်လုံးလိုအပ်တဲ့အရာအားလုံးဟာပါလဲဆိုလို့ရှိရင်တာမန်စကားပြောလို့ရှိရင် like ပေါ်တော့မင်းဒီရှာကြတော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားနိုင်ငံတော်ဆိုတာခရစ်တော်ကိုပြောတယ်ပြီးတော့မှဖြောင့်မတ်ခြင်းတရားတွေလည်းခရစ်တော်ကိုပြောတယ်အဲကြောင့်ခရစ်တော်အရာခတ်သိရဲ့အချုပ်ဖြစ်တယ်အဲဒီအရာခတ်သိရဲ့အချုပ်ဖြစ်တဲ့ယေရှုခရစ်တော်ကိုအရင်ရကြတော့ရတယ်ဆိုတဲ့အခါဘယ်လိုရမလဲသ
ခင်ယေရှုခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့စိတ်လုံးယုံကြည်ခြင်းအပြင်လက်ခံရရှိတဲ့အခါကျတော့ခရစ်တော်ကိုရပြီခရစ်တော်ကိုရရင်ထိုအရာများဆိုတဲ့အရာအလုံးလောကအရာအလုံးဒီလည်းပဲထပ်ယူပေးလိမ့်မယ်တဲ့ဒါကြောင့်ခရစ်တော်ကိုရရင်အကုန်လုံးရပြီဆိုတဲ့အတိတ်ဖြစ်ပါတယ်နောက်တစ်ချက်ကျတော့စာလံတရားနဲ့19အငယ်130ထဲမှာဘိုးထာဝရဘုရားကိုတော်ဒီဖြောင့်မတ်တော်မူ၏ဘယ်လိုဖြောင့်မတ်လဲဘုရားသခင်ဟာဖြောင့်မတ်တယ်စီရင်တော်မူချက်တို့သည်ဖြောင့်မတ်ကြ၏လောကမှာစီရင်ချက်မဖြောင့်မတ်တဲ့အတွက်ကြောင့်တရားသူကြီးတို့သည်လောကမှာမတရားသူကြီးတွေဖြစ်မကုန်လားဖြစ်ကုန်ကြတယ်ဒါကြောင့်လောကထဲမှာမကြီးမသက်ဖြစ်ပြီးတော့ကျွန်တော်မပြောမရှင်ဖြစ်တယ်အဲ့နဲ့နိုင်ငံတော်ကိုဖြောင့်မတ်ပါစေဆိုပြီးတော့အုပ်ချုပ်တဲ့လူတွေကိုတော်လန်ပုံကံပြီးတော့ပါလားဖြောင့်မတ်ခြင်းတရားတို့ဥဆောင်ဖို့ရအတွက်တောင်းဆိုကြတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲတလောကလုံးမှာအဲ့ဒီပြဿနာအများဒီပဲပြည့်လက်ရှိနေတယ်ဒါကိုကျွန်တော်နားလည်ဖို့လို့ဘုရားသခင်မအုပ်ဆိုးလို့ဘုရားသခင်အုပ်ဆိုးပြီးဆိုရင်ဖြောင့်မတ်ခြင်းအုပ်ဆိုးပြီးဒါကိုကျွန်တော်နားလည်ရမယ်ဘုရားသခင်စီရင်တဲ့အခါကျတော့ဖြောင့်မတ်တယ်တဲ့လူတွေစီရင်လို့ရှိရင်တော့မဖြောင့်မတ်တော့ဒါကြောင့်ဖြောင့်မတ်စီရင်နိုင်ဖို့ဥဆောင်နိုင်ဖို့ရာဟာဘယ်လိုလဲဆိုဘုရားသခင်ကိုယ်တိုင်အုပ်ဆိုးရမယ်ဘုရားသခင်အုပ်ဆိုးဖို့ရာအတွက်ယေရှုခရစ်တော်ဘုရားရဲ့သားတော်ဖြစ်တဲ့ယေရှုခရစ်တော်ရဲ့ဝိညာဉ်တော်ကိုကျွန်တော်တို့ဟာနှလုံးသွင်းထားမယ်သူ့ကိုအုပ်ဆိုးခိုင်းရမယ်အဲ့ဒီခါကျတော့မှခရစ်တော်အုပ်ဆိုးတဲ့ဘုရားသခင်အုပ်ဆိုးတဲ့အတ္တဖြစ်ပြီးတော့ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုရမယ်စီရင်တော်မူတဲ့အခါမှာကျတော့လည်းပဲဖြောင့်မတ်နဲ့စီရင်တတ်မယ်ဆိုပြီးတော့နားလည်ပေါ်ပေါက်ရတယ်စာလံ40ငါအငယ်9ထဲမှာဆက်ပြီးတော့ကြည့်လို့ရှိရင်ကိုတော်ဒီအကြောင်းကိုတော်ဒီဖြောင့်မတ်ခြင်းတရားကိုသိတဲ့ရဲ့မတရားသောအမှုကိုမုန်းတော်မူ၏ရတယ်ဒါတော့အရှင်ကြီးဖတ်လို့ရှိရင်လည်းဘုရားကြောင့်အရေးကြီးတဲ့အချုပ်ခါတာဘုရားခင်ဟာဖြောင့်မတ်ခြင်းတရားကိုနှစ်သက်တယ်ဟုတ်လားနှစ်သက်တယ်ကျွန်တော်တို့နှစ်သက်လားနှစ်သက်တယ်လို့ထင်တယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေမနှစ်သက်ဘူးနော်မူသားမပါဘယ်သူသိပေးရလဲအဲ့ဒါမာနတင်ပေးတာစာရမဏဒါကြောင့်မလို့ဖြောင့်မတ်တရားကိုမကြိုက်တော့ဖြောင်းမမပြောလို့ရှိရင်တော့လင်္ကာမချောဘူးပေါ့လင်္ကာချောအောင်ပါပြောရမလဲမုသာပြောရတယ်ဒါမဖြောင်းမတ်တဲ့အရာဖြစ်သွားပြီဒါကြောင့်ဘုရားသခင်ဟာဖြောင်းမတ်ခြင်းတရားကိုနှစ်သက်တယ်တဲ့မတရားသောအမှုကိုမုန်းတော်မူတယ်ကကြည်လားဒါဆိုဖြောင်းမတ်တဲ့တရားကိုကြိတ်နေတဲ့သူဟာမတရားတဲ့အမှုကိုဘာဖြစ်ရမလဲမုန်းရတော့မတရားတဲ့အရာတွေကိုကြိတ်နေတဲ့ချစ်တယ်ဆိုကြရကြတော့ဖြောင့်မတ်တဲ့သူကိုမမုန်းလားမုန်းတယ်ဒါဒီနေရာမှာပြဿနာဖြစ်တာဒီမှာပဲ30လေးဖြစ်သွားတာအဲ့ဒါပဲဒါကြောင့်လူဟာဖြောင့်မတ်ခြင်းတရားကိုလူကျင်တယ်ဆိုတာလူကြီးပဲလူကျင်တာမဟုတ်ဘုရားသခင်ကဖြောင့်မတ်ခြင်းတရားဖြစ်တယ်သူဟာလူခံစင်းသားတဲ့လူသားတွေအားလုံးကိုဖြောင့်မတ်စေခြင်းတယ်ဘာကြောင့်လဲသူကိုယ်တိုင်ဖြောင့်မတ်တဲ့အတွက်ကြောင့်you must be righteous because I'm righteous အဲ့လိုဖြစ်တယ်ဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့နားလည်ဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဖြောင့်မတ်ခြင်းတရားထဲမှာနေခြင်းတဲ့ဘုရားရဲ့လူတော်တန်းလျှောက်လန်းခြင်းနဲ့ဆိုလို့ရှိရင်တော့မတရားတဲ့အရာကိုမုန်းရမယ်မတရားတဲ့အရာကိုလည်းပဲမမုန်းဖို့ပြောချင်တာစာရမဏတ်ကိုလည်းပဲချစ်ဘုရားကိုလည်းချစ်ဆိုဖြစ်မလားဘုရားရှင်နဲ့စာရမဏတ်ဟာ30ဖြစ်တယ်မလားဘယ်တော့မှသူတို့ကြည့်လိုက်လို့ရတယ်မဟုတ်ဘူးဘုရားရှင်အဖြူဆိုရင်စာတန်ပါလားအမေအဲ့လိုဘုရားရှင်ဟာအကောင်းဆိုစာတန်ပါလားမကောင်းအကောင်းနဲ့မကောင်းအဆိုးဘောနော်မကောင်းဘုရားခင်ကအချိုးဖြစ်ပါတယ်လို့ပြောရင်စာတတ်ပါလားအခါဟုတ်မလားအချိုးဆိုအခါဖြစ်ပါတယ်ဒါဆိုရင်ဘုရားခင်ကအလေးဖြစ်တယ်ဆိုလို့ရှိရင်စာတတ်ပါလားအမိုက်ဟုတ်လား
မောင်မိုက်တယ်စမလားမောင်မိုက်အဲ့ဒါမိုက်အဲ့ကြောင့်မလို့သူတို့တယောက်ကပေါက်လို့ရတာပြရဖို့ဒါကြောင့်အမောင်ထဲမှာအလင်းရောက်ရှိတာဒီညအမောင်တို့လေးမှာဒီခရုပ်ကိုခွင့်လိုက်လို့ရှိရင်အမောင်ကပဲထွက်ပြေးသွားသူရှိနေလို့ရတယ်ပြေးသွားလိုက်ထွက်ပြေးသွားဒါကြောင့်အမောင်ဟာအလင်းကိုမကြောက်ဘူးလားကြောက်တယ်ဒါကြောင့်အမောင်ကအလင်းကိုမမုန်းဘူးလားမုန်းတယ်အဲ့ဒီလိုပေါ့ပဲဒါကြောင့်ကျွန်တော်တို့ကအဲ့လိုအမားကိုအမှန်ဆိုပြီးတော့ထင်တယ်တဲ့အမှန်ကိုလည်းပဲအမှန်ဆိုပြီးတော့ထင်တတ်တဲ့သူဟာဟုတ်လားအကောင်းကိုဆိုထင်တယ်ပြီးတော့အခါကိုအချိုးဆိုပြီးတော့အချိုးကိုအခါလို့ထင်တတ်တဲ့သူဟာအမင်္ဂလာဖြစ်ရှိတယ်ဒီဆရာငါအငယ်နဲ့ဆက်ရပါပေါ့ဗျာအဲ့ဒီမှာတော့ရေးထားတယ်ဒါကြောင့်ဘုရားသခင်ကြိုက်တဲ့ဟာဘုရားလိုတိုင်းရှောင်းလမ်းမယ်ဆိုတဲ့ပုံပုံတွေအားလုံးကောင်းကင်နိုင်ငံဝေစားမဲ့ပုံပုံကျွန်တော်အားလုံးဟာဘုရားရဲ့အလိုတော်အတိုင်းယနေ့ကောင်းစဉ်မှာကလည်းဖြောင့်မတ်ခြင်းတရားအကြောင်းနှောက်ယှက်ညှင်းစေခြင်းခံရတဲ့သူဖြစ်ပြီအဲ့လိုညှင်းစေခြင်းခံရတဲ့အခါကျတော့ကျွန်တော်ကဘာဖြစ်မလဲမင်္ဂလာရှိတဲ့သူဖြစ်တယ်မစိုးရင်လည်းဘာကြောင့်လဲဆိုတဲ့အခါကျတော့ကောင်းကင်ဘုံ၌တင်တို့ရဲ့ကျွန်တော်ရဲ့ဘာလဲအကျိုးကြီးစားဆိုတာကအဲ့ဒီအကျိုးကိုကျွန်တော်ခံစားပြီးတော့ဘုရားခင်ပုံတော်ထင်ရှားဖို့ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုပြောမယ်ရှင်မာတဲ့ခန်းကြီး20နဲ့အတူတူကဖတ်မယ်နော်ရှိလားမပါလို့မပါလို့ရှင်တရားတွေဖတ်ပြမယ်သင်္ချာနားထောင်ကြတော့ရှင်မာတဲ့ခန်းကြီး20နဲ့အငယ်30နဲ့31ငါပဲလိုက်မနေတော့သူသည်ငါရံပဲဖြစ်၏ငါနဲ့အတူမစွမသိမ်းတော့သူသည်ခြေဖြန့်တော့သူဖြစ်၏ထို့ကြောင့်ငါဆိုဒီကပြစ်မှားသောအပြစ်ဘုရားသခင်ကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နဲ့စေလွတ်စေခြင်းကအခွင့်ကိုလူတို့သည်ရနိုင်ကြ၏ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နဲ့လွတ်စေခြင်းကအခွင့်ကိုလူတို့သည်မရနိုင်ကြပြောချင်တာဟာလူသားဘုရားသခင်လူသားဆိုရင်တခင်ယေရှုခရစ်တော်ပြောတာခရစ်တော်ရဲ့ကိုပြစ်မှားတဲ့အခါမှာအပြစ်လွတ်နိုင်စရာအကြောင်းရှိတယ်ရှိတယ်ဒါပေမဲ့ဝိညာဉ်တော်ကိုပြစ်မှားပြီဆိုရင်ဘယ်တော့မှအပြစ်လွတ်လို့မရဘူးပါကွာတယ်တခင်ယေရှုခရစ်တော်လောကကိုရောက်ရှိနေတဲ့အချိန်မှာလောကီလူသားများဟာဖာရရှေတို့ကျမ်းပြုဆရာတို့ယေဘရဟိတို့ပြီးတော့ရောမစစ်သားတွေဒီပန်းနေစခြင်းမပြုတ်ကြဘူးလားပြုတ်တယ်နော်ပြုတ်ကြတယ် The Passion of the Christ ဆိုတဲ့ရုပ်ရှင်ကြည့်ဖို့မလားအဲ့ဒါကြည့်ခြင်းလေဆိုလို့ရှိရင်အဲ့ဒီ YouTube ထဲမှာ The Passion of the Christ ကိုရိုက်တယ်လို့ရှိရင်အမြင်ရရတယ်ကဲအဲ့ဒီထဲမှာဘယ်လောက်ဒီပန်းနေစခြင်းခံရလဲဆိုတာသိကြလားတို့ဝင်ဒီပန်းနေစတယ်ဒါမဲ့ပါလေဒီမှာဘာပြောလဲဆိုရင်ဝိညာဉ်တော်အဲ့ဒီလိုယေရှုခရစ်တော်ကိုပြင်ပန်းနေစတယ်ဒါမဲ့တို့ညီမနေစတဲ့ဟာကိုခွင့်လို့ရတယ်ဘယ်လိုလုပ်ပေးရလဲတခင်ယေရှုခရစ်တော်တို့ညီမနေစပြီးတော့လောကကားတဲ့မှာပေါ်ရောက်သွားတယ်တို့ကိုညီမနေစတော့ဟာဒီမှာမလားအသက်ထတော့မဲ့ချိန်မှာတခင်ယေရှုနောက်ဆုံးစကားပြောတာပါပြောတယ်မမှတ်ပြီးတော့ခမဲတော်ဘုရားခင်ကိုဘုရားခင်ကိုတော့သူတို့မသိလို့ပါလားပြင်မာကြပါလေသူတို့အပြစ်ကိုပါလေလွတ်ပေးတော့ပါဆိုတော့မပြောလားဒါဆိုခမဲတော်ဘုရားတားတော်အရင်ခွင့်လွတ်ပေးပါဆိုရင်ခမဲတော်ဟာနားမရောက်ပဲနေမလားဒါဆိုသူတို့ပြင်မာတဲ့အရာမပြေတော့လားပြေလိုက်ဒါပေမဲ့ခရစ်တော်ဟာကျူလိုက်တယ်မြေတော်တဲ့မြောက်မှာပြန်ရှင်းပြန်ထမြောက်ပြီးတော့ကောင်းကင်ကိုတက်သွားပြီးအဲ့ဒီမှာတန်ရှိသောဝိညာဉ်တော်ကိုဆေးလွတ်လိုက်တယ်ယနေ့ဒီချိန်ဟာဝိညာဉ်တော်ရဲ့ကာလဟုတ်လားဒါဆိုဝိညာဉ်တော်အလုပ်လုပ်တဲ့အချိန်ဖြစ်တဲ့အခါတန်ရှိသောဝိညာဉ်တော်အလုပ်လုပ်တဲ့ဟာကိုဝိညာဉ်တော်ကိုပြစ်မှားတယ်ပြည့်ရည်ပြုတ်တယ်မျိုးမျိုးလုပ်တဲ့အခါကျတော့
တခင်ယေရှုခရစ်တော်နောက်ကဖန်ပြန်ဆင်းလာပြီးတော့ကျွန်တော်အပြစ်ကိုလွတ်ဖို့ရှိသေးလားမရှိတော့ဘူးလွတ်စရာမရှိတော့ဘူးဒါကြောင့်ဝိညာဉ်တော်ကိုပြမာတဲ့ဟာမလုပ်တဲ့အရာဒါကြောက်စရာကောင်းတဲ့အရာဆိုပြီးတော့နောက်ကပတ်တော်ကပေါ်ပြတယ်ဒါကြောင့်ကျွန်တော်တို့ဟာယနေ့ဖြောင့်မတ်ခြင်းတရားကြောင့်နောက်ရှက်ရင်းစေခြင်းခံရတဲ့သူဟာကျွန်တော်တို့ဖြစ်ရမယ်ခမည်းတော်ဖြစ်ကြလားမဖြစ်ကြလားမဖြစ်ကြလို့ရှိရင်ကောင်းကင်နိုင်ငံပြောကြတယ်မင်္ဂလာရှိမလားမရှိဘူးဖြစ်ကြရမယ်အဲ့ဒါကြတော့ဖြစ်ပြီဆိုကြတဲ့ကြတော့ခံစားရတာတော့မလွယ်ဘူးလွယ်မှာတော့မဟုတ်ဘူးဒါပေမဲ့အဖြစ်နဲ့မင်္ဂလာရှိ၏တဲ့ဘုရားရဲ့မျက်မှောက်တော်နဲ့မင်္ဂလာရှိတယ်အဲ့ဒါကြတော့ဘာကြောင့်မင်္ဂလာရှိလို့ဘုရားသခင်ပြောတယ်ခရစ်တော်ကလို့ပြောတယ်ဘာလို့ပြောလဲဆိုတော့ကြတော့ကောင်းကင်အကြောင်းမူကကောင်းကင်ဘုံ၌တင်တို့ရဲ့အကျိုးပါလေကြီးလာဆိုတာကောင်းကင်ဘုံမှာခမည်းတော်ကျွန်မတို့ရဲ့အတွက်ပါလာပြီးတော့ဥပ္ပေလေခရစ်လာတင်ပေးတဲ့အရာဖြစ်တယ်ဒါကြောင့်မိမိဟာကြည်ပန်းတဲ့ခြင်းမခံရဘူးအပြစ်တကလည်းတင်ခြင်းမရှိသေးဘူးဆိုတဲ့အခါကျတော့ခရစ်ကြဖို့တော့မလွယ်ဟုတ်လားဒါဆိုခရစ်ကြခြင်းနဲ့ဆိုတဲ့အခါကျတော့လူတကာမိမိအဖြောင်းမမနဲ့နေပေမဲ့လည်းလူတကာအပြစ်လာတင်တယ်မလားအပြစ်မပန်ပဲနဲ့အပြစ်တင်တဲ့အခါမှာကျွန်တော်ပျော်လာဒီနေ့အစပြီးတော့ပျော်ကြရအောင်အဲ့လိုအပြစ်လာတင်လို့ရှိရင်ခရစ်တော်ကြောင့်အပြစ်လာတင်ပြီးဆိုရင်ဘာလဲမင်္ဂလာရှိပြီတဲ့ဝမ်းမြောက်ရွှင်မြေ့ခြင်းရှိကြတော့ပျော်ပျော်ရွှင်ရွှင်နေကြတော့ဆိုတာမဟုတ်လားအဲ့ဒါဝမ်းမြောက်ရွှင်မြေ့ခြင်းရှိကြတော့အကြောင်းမူကကောင်းကင်ဘုံ၌သင်တို့ဤအကျိုးကြီးလာဆိုတာအဲ့ဒီအကိုရရှိပြီဆိုတဲ့အခါကျတော့မိမိကိုမပါပဲလေအပြစ်လာတင်တဲ့အခါမှာကျေးဇူးတင်တယ်ငါ့ကိုပါလဲကောင်းကင်နိုင်ငံငါအတွက်ခရစ်လာတင်ပေးတယ်ဆိုပြီးတော့အချင်းတို့ကတော့မကွန်းလေးနဲ့သွားပြီးတော့ပါလားကျေးဇူးတင်ပါတယ်ဆိုပြီးတော့မိမိကိုညှိပန်းနေတဲ့သူကိုအဲ့လေကျေးဇူးတင်ပါတယ်ဆိုပြီးတော့တောင်းပြုခြင်းနဲ့စိတ်ပေါ်လာအဲ့ဒီခါကျတော့ခြေတော်ထားခြင်းရှိတော့လားမရှိတော့အဲ့ဒီအရာဒီဘုရားသခင်မြတ်ပတ်တော်ဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့ဘဝတတထဲမှာငါမမရင်ငါတို့လာမလုပ်နဲ့နော်ငါခံမှာမဟုတ်ဘူးလို့မပြောလားအဲ့ဒီစကားမပြောထွက်တော့လာလို့ရှိရင်တော့ကျေးဇူးတင်တယ်လို့မလားဖြစ်နေလို့ရှိရင်ကောင်းကြီးပေါင်းနဲ့ပါလားကျက်ဘူးနဲ့ပါလဲနှုတ်စီဘူးတွေနဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့သွားကတော့အချင်းတဲ့စိတ်ပေါ်လာတယ်အဲ့ဒါဟာမင်္ဂလာရှိတဲ့အတ္တဖြစ်ပါတယ်ဖြောင့်မတ်ခြင်းတရားကြောင့်ယဉ်ပန်းနှိစက်ခြင်းခံရတဲ့သူဟာမင်္ဂလာရှိတဲ့သူဖြစ်ပါတယ်ဆိုပြီးတော့ခွာယူကြရအောင်နှုတ်ပတ်တော်ခံယူလို့ရောက်တိုင်းပေါ်ဖျားတဲ့နာမှာပြောရတော့ကောင်းခြင်းမလားတရားရည်တည်ရှိတဲ့အခါစေတော့ခြင်းတရားကြောင့်နောက်ရှက်ရင်းစေခြင်းခံရတော့သူမင်္ဂလာရှိဆိုတဲ့ခေါင်းစဉ်အဖြစ်တရားရည်နာတဲ့ပြီးသွားတော့အတင်းဆောင်ခြင်းဖြစ်တဲ့နေ